ဒီကောင်မလေးကအရင်ဘဝတုန်းကသူ့အခန်းဖော်နဲ့တူဝိတ်ချမယ်ဆိုပြီးကတိပေးခဲ့တာပါဒါပေမဲ့သူကပေါင်90လောက်လဲကြာသွားရောအခန်းဖော်ကမနာလို့ဖြစ်ပြီးသူ့ရေဘူးတဲ့ဟော်မုန်းဆေးတွေခိုးထက်ကောလာဟလာတွေလွှင့်တဲ့အပြင်လူမိုက်တွေလွတ်ပြီးအနိုင်ကျင့်ခိုင်းရကနေတည်သွားခဲ့ရပါတယ်ဒါပေမဲ့မျက်လုံးပြန်ဖွင့်လာတဲ့အချိန်မှာတော့သူ့အတိတ်ကိုပြန်ရောက်သွားခဲ့ပြီလေအခန်းဖော်တုတ်ကြီးကငါတို့ညဘက်ဘူးဖေးသွားစားရအောင်ပြီးမှဝိတ်ပြန်ချကြတာပေါ့နင်းမဲတခါခံတော့ဆိုပြီးလာခေါ်နေပါတယ်ကောင်မလေးကတော့အရင်ဘဝကလိုအချင်းမခံတော့ပါဘူးအမေကအိမ်ပြန်ခေါ်နေလို့နင်းမသာပဲသွားစားတော့ဆိုပြီးတက်ဆီနာကလစ်သွားပါတော့တယ်အခန်းဖော်ကြီးကတော့ဈေးကြီးတဲ့ဘူးဖေးကိုကိုယ်တိုင်မရှင်းနိုင်လို့ဒေါသထွက်ပြီးကြံခဲ့တာပေါ့နောက်တနေ့အဆောင်ကိုပြန်ရောက်တော့အခန်းဖော်ကြီးကကြက်ကြော်တွေပလုတ်ပလောင်းစားနေပါတယ်ကောင်မလေးကိုမြင်တော့မနေ့ကသူ့ကိုထားခဲ့လို့ဆိုပြီးပွားစီလုပ်နေသေးတာပါပြီးတော့ကြက်ကြော်စားဖို့မြှုပ်ဆွဲရင်နင်းငါ့ကိုဘူးဖေးကျွေးဖို့အကျွေးတင်နေတယ်နော်လို့မျက်နှာပြောင်းတိုက်ပြီးပြောလိုက်ပါတယ်ကောင်မလေးကလည်းဘယ်တော့ကဂတိပေးထားလို့လဲ600ကျော်တန်ဘူးဖေးကိုသူများပတ်စံနဲ့စားချင်နေတာမရှက်ဘူးလားလို့ပြန်ပတ်လိုက်ပါတယ်အခန်းဖော်ကြီးကအဆက်ကွဲသွားတော့မစားချင်နေပေါ့ငါဟာငါမှားကြတာနေမှာပါဆိုပြီးစကားကိုလွှဲလိုက်ပါတယ်ပြီးတော့ကောင်မလေးကိုကြက်ကြော်စားဖို့အတင်းဆွတ်တိုက်ပါတော့တယ်ဝိတ်ချနေတာကိုတမင်ဖြက်စီးချင်နေမှန်းသိတော့ကောင်မလေးကခက်ပြက်ပြက်ပဲညှင်းလိုက်ပါတယ်အခန်းဖော်ကြီးကဒေါသထွက်ပြီးအော်ဟစ်နေပေမဲ့ကောင်မလေးကတော့ခနဲ့နဲ့ပြုံးပြပြီးစောက်အိတ်တွေကထွက်လာခဲ့လိုက်ပါတယ်အပြင်ရောက်တော့တငယ်ချင်းဖြစ်သူကဘာလို့ခန်းဖော်ကိုလုတ်တရက်ကြီးမုန်းသွားတာလဲလို့မေးပါတယ်ကောင်မလေးကတော့ပြုံးပဲပြုံးနေလိုက်တယ်တကယ်တော့သူစာကြည့်တိုက်ကိုသွားတာစာလုပ်ဖို့မဟုတ်ပါဘူးအခန်းဖော်ကြီးရဲ့ online ကောင်လေးဖြစ်တဲ့အားကစားမေဂျာကကောင်လေးကိုတွားရှာတာပါအခန်းဖော်ကြီးက online မှာဖြူဖြူတွေ့တထေးသမီးလေးပုံစံနဲ့အဲ့ဒီကောင်လေးကိုလိန်ထားတာလေကောင်လေးကတော့ဘာမှမသိပဲသူ့ရဲ့ online ကောင်မလေးကိုအသေးလဲကျွေးနေတာပေါ့ကောင်မလေးကတငယ်ချင်းကိုနေရာတော့ဥခိုင်းပြီးကောင်လေးတွေနားကိုတဖြည်းဖြည်းချင်းကပ်သွားပါတော့တယ်ကောင်မလေးကအားကစားမေဂျာကကောင်လေးစီတနက်မတ်မတ်လျှောက်သွားလိုက်ပါတယ်ပြီးတော့နင်ကဇိုးလီရဲ့ကောင်လေးမလားငါကသူ့ခန်းဖော်လေးလို့တွားမိတ်ဆက်လိုက်တာပေါ့ကောင်လေးကကြောင်တောင်နဲ့ဇိုးလီကဘသူလဲလို့မေးတော့ကောင်မလေးက online မှာနင့်ကိုဇိုးလင်းအားဆိုပြီးနာမည်လိမ်ပေးထားတာလေသူကရှက်တက်လို့နင့်ကိုအပြင်မှာမတွေ့ရတာတကယ်တော့နင့်အကြောင်းတွေအဆောင်မှာအမြဲပြောနေတာဆိုပြီးမြှောက်ပေးလိုက်ပါတယ်ကောင်လေးကလည်းသဘောတွေကျပြီးသူ့ကောင်မလေးကိုအံ့ဩသွားအောင်တွားလုပ်မယ်ဆိုပြီးအကြံရသွားပါတော့တယ်နောက်တနေ့စာသင်ခန်းထဲမှာကျောင်းသားတွေအများကြီးရှိနေတော့ကောင်လေးကနင်းစီပန်းအကြီးကြီးပိုက်ပြီးရောက်လာပါတယ်ဆရာမကစားလို့တခန်းလုံးကကောင်မလေးတွေကဘသူ့ကိုလာပိုးတာလဲဆိုပြီးစိတ်ဝင်စားနေကြတာပေါ့ကောင်လေးကလည်းလူပုံလဲမှာကျွန်တော်ဇိုးလီကိုလာရှာတာပါငါကောင်မလေးလုပ်ပါဆိုပြီးလာဖွင့်ပြောမလို့ပါလို့ကြီးညာလိုက်ပါတယ်ဒီအချိန်မှာအခန်းဖော်တုတ်ကြီးကတော့ကောင်လေးကိုမြင်မြင်ချင်းမျက်နှာကြီးဖြူရောသွားပြီးအနောက်ပေါက်ကနေခိုးထွက်ဖို့ကြိုးစားပါတော့တယ်ဒါပေမဲ့တခြားကျောင်းသူတယောက်